ကျွန်တော်ကဒီနှစ်ခုပဲကောင်းတယ်မကောင်းဘူးပေါ့ကောင်းရင်လည်းခံစားကျင်တယ်မကောင်းရင်လည်းသွားပေါ့ပြောကျင်တာကဒီနှစ်ခွန်းစွန့်မယ်ရောက်မျက်စိမပရိပရာဆိုတာအလွန်နားလည်ရခက်တယ်ပညာဆိုတာကကျွန်တော်တို့လောကထဲမှာအဲ့စဉ်းစားဖို့မရှိဘူးပေါ့နော်ဒါပေမဲ့ဘုသူရတော့ရတာပေါ့လေကိုယ်ထဲမှာခိုင်တာမနေတာအဲ့တော့မျက်စိမပရိပဒံလမ်းစဉ်ကိုမြတ်စွာဘုရားကဒါဓမ္မစကြာကိုဖွင့်တယ်ဓမ္မစကြာကဒီဟာကိုဖွင့်ပြီးတော့မျက်စိမပရိပဒံလမ်းစဉ်ဆိုမဂ္ဂင်၈ပါးသီလသမာဓိပညာနဲ့ဒါပြလိုက်တာပဲဒါပေမဲ့အဲ့ဒါကိုအကျေသိဖို့ကဘာနဲ့သွားတာလဲဆိုပြိဿသမုပ္ပါနဲ့သွားတာအဝိဇ္ဇာပြည့်စက်သင်္ခါရဆိုဒီအကြောင်းကျိုးကိုရှင်းရတာဒီအကြောင်းကျိုးကြီးကဘယ်ပေါ်မှာတည်ဆောက်ခဲ့တာဆိုအနတ္တဝါဒပေါ်မှာတည်ဆောက်ခဲ့တာကျွန်တော်တို့ကအဲ့လိုဓမ္မစကြာအနတ္တလက္ခဏာတော့ပြိဿသမုပ္ပါသူကဒီလိုစင်ကြီးဖြစ်နေဒါကိုကိုညံထဲမှာမပေါ်လို့သူကကိုယ်ထဲမှာ system တစ်ခုမတည်ဆောက်ခဲ့လို့ပေါ့နော်ကိုသိတယ်တက်တယ်လေးထင်ကြတယ်ကိုကအတိုင်းတာလေးတစ်ခုဒါပေမဲ့ကိုက ready မဖြစ်ဘူးဘာလို့ကိုယ်ထဲမှာ system တစ်ခုမဖြစ်သေးဘူးကိုကစဉ်းစားလိုက်တယ်ဒီတိုင်းကိုကြမနေဘူးကိုကဒီတိုင်းကိုမသွားဘူးဖြစ်နေစိတ်ထဲမှာကစနစ်တစ်ခုနဲ့ကိုကမလေးကျင့်နိုင်သေးဘူးကိုကိုမတည်ဆောက်နိုင်သေးဘူးပေါ့နော်သိတာတော့ data တွေ information တွေသိနေ knowledge တွေလည်းသိပြီနဲ့ system တစ်ခုမဖြစ်သေးဘူးပေါ့အဲ့တော့မှဒီမျက်စိမပရိပရာကိုပြဖို့ကအနတ္တဝါဒပေါ်မှာအခြေခံတဲ့ပြိဿသမုပ္ပါကိုမြတ်စွာဘုရားအကျယ်တင်ပြခဲ့ရတာ